ကြောက်ဖို့ကောင်းတဲ့ကဘာမှာကျွန်တော်ရက်တရအသက်ရှင်ရပါမယ်ဒီမှာကြည့်ပါဦးဗျာကြောက်စရာကြီးဗျာA1 ဆာမှာတော့ဘေးနားမှာရှိတဲ့အဆောက်အုံလေးတစ်ခုကိုမြင်လို့ဆိုပြီးအထင်နာတော့တွားရတာအမှပဲစပြောအဲဒီအချိန်မှာပဲဘေးနားမှာတစ်တာတလုံးလို့ဆိုပြီးကျွန်တော်အဲ့ဒါအောင်တစ်တာတလုံးဘေးနားမှာမြင်ရမလားအဲ့ဒီတစ်တာကိုကျွန်တော်ဖွင့်ရမှာဟာမှာအမှတစ်တာတလုံးလို့ဆိုပြီးနှိုက်ကြည့်လိုက်တာမှာစာအုပ်ရင်းထဲမှာဒီစိတ်အောင်တော့ quiz တဲ့တော့ဘာလို့လဲမသိဘူးအမှကျွန်တော်တိုင်းမို့ယူလိုက်တယ်တိုင်းမှာအမှပြည့်စုံတဲ့ပစ္စည်းရပါရ။အားကြောင့်ခွတိမနဲ့ယူရမှာမဟုတ်ဘူးဗျာ။ယူဆိုရမှာပဲ။ကြောက်စရာကောင်းတဲ့ဆုံးပြီးသူကြီးတစ်ပြည့်ပြည့်နဲ့လာရတော့ဗျာကျွန်တော်မကြောက်မှကြောက်တော့ကြောက်တယ်။ဒီသူတို့ကသူတန်းလေးလေးပေါ်ဗျာသူတို့သူဘလောက်ရလို့ဆို။အိုးတော့အမြင်ချရောင်းကြီးတီးအောင်မြင်ချ။ဟိုမှာကောမြင်ချ။အိုးဟင်းတော့ကောင်းမြန်။ဟဲ့တွေ့ရ40တော့မှတော်ရင်းတော့အတိမမတန်အောင်မှန်ကောဖျားရည်အများကြီးတော့လိုက်လာပြီပြီးတော့အဲ့ဒါပြုတ်မရောက်ဘူးဟာသွားပြီအောက်ချပြီတော်ရင်းနဲ့တင်းနေပဲရောပြန်ပြီးတော့ကျန်နေပြားခေါင်းလေးဝင်ပြေကိုယ်လေးကိုယ်နော်မိပြန်သူပြန်ပေါ်လာရင်တော့ယူတာတော်ရင်းတော့ဒီအင်းရှိတော့မဟုတ်ကျွန်တော်တရားစားလိုက်ရောဒါမှမဟုတ်ဓာတ်နဲ့တော့မရဟောတန်းလေးကတော်နေတယ်ဗျာအရှိမဘေးနားမှာတင်မောတီးလို့ဆိုကျွန်တော်တွားနေဗျာအဲ့ကောမိုက်နေဗျာဒီတင်မောလူရမလားမသိဘူးအဲ့ရှင်ဘေးနားမှာဟာရှော့တွားနေဆောင်နေတယ်အဲ့မှာကျွန်တော်လုံနေတော့အမပင်းနေကြဒီကောင်ကကျွန်တော်ပြစ်တက်လိုက်ထားမှကျွန်တော်ပြောချပါရအဲ့ရှင်မှာပဲဘာဖြစ်ပါလဲအဲ့တက်ပြီးကျွန်တော်အဖွားကြီးဖြစ်တော့ဗျာတွားရှာအဲ့တွားနေဆောင်နေကျွန်တော်ဒီကောင်ကကျွန်တော်လာလုံနေကြကျွန်တော်တေချပြရပါအောင်မလို့ရှာအဲ့မရှိတော့ကောင်းသွားရင်ကြီးရအဲ့ဒီအပွားကောင်ရင်ဖြုတ်အောင်ပြများနဲ့ကျွန်တော်5ချက်လို့ဆင့်ပြီးလေရောအောက်ကြလာရောအမများနဲ့တစ်ချက်ပြည့်ရမှာများတော့ဓာတ်နဲ့ပဲကြည့်ပြီးလေအမတစ်ချက်ထဲကွမ်းသွားအမအပေါ်ရောက်တော့အပေါ်မှာအများကြီးပေါ်လာကြီးရထဲမှာစပူနာရှိအထင်နဲ့အဲ့ဒီကောင်လေးဖြုတ်ရမှာကျွန်တော်အဲ့တော့အထဲဝင်စီရင်ကောင်းနေနေနဲ့အမဟိုကဘီနာကောင်အမကျွန်တော်မြားထိပါဗျာမြားတစ်ချက်ထိပါပြီကျွန်တော်အောက်ပြကြအောင်ပါအောက်ကိုကြောကြတာခင်ဗျာကျွန်တော်အမှန်မြင်တာဘယ်မှာပစ္စည်းလေးပြန်သွားယူရဗျာအဲ့ဒီချိန်မှာပဲမှာနှစ်ပန်းလုံးပွဲဖြစ်နေကြရင်ဟဲ့လေတော်မိုက်ရဗျာဟာမှာညာတစ်ချက်ထိပါအဲ့တော့ကျွန်တော်အောက်ဆင်းကျန်းတော့မှဒီမရတော့အကောင်ကျန်းမှရအောင်အောက်ဆင်းကျန်းမှလေဗျာမတူးပါပြင်းစီလေဗျာအောက်ဆင်းပြီးကျန်းမလို့โอเคအောက်ဆင်းကျန်းပါတော့ဟာဟဲ့ကန်းဆက်လေးရောက်သွားတော့ဒီနော်ဒီကျနှစ်ကောင်တော့ဗျာဟာမှကျွန်တော်ကြိတ်ပြီးရော့တူပြန်နေဒီဖြစ်အောင်ကျွန်တော်တိုင်းကတေးရှာလေးတော့အသုံးပြရပဲဒီချိန်မှာတိုင်းကတော့အသုံးဝင်သွားအဲ့ဒီချိန်မှာတော့ကြိတ်ရဗျာချို့ဟိုရောက်ရေဟိုဘက်မှာပါစားဦးတာပါရင်မော်စားဦးနေတာပါရင်ရော့သူကကျန်းနေဗျာတော်အဲ့တော့တူရနေချင်းပြန်ချရော့အမရော့တော်ရင်းရဲ့ဒီဘာဟောမှာဒီကောင်ရှိတယ်ဒီကောင်တော့ဖြူဖြူနဲ့ရော့အမရော့ easy လေးတက်လိုက်ရဗျာအဲ့နောက်ကောင်ပြန်တက်လိုက် easy တော်ရင်းဒီမင်းလိုက်မင်းနာကျန်းကွာတော်ရင်းဘွားကအဒီမှာစားချမ်းတာပဲဗျာဘလို့ကျန်းလွန်ချင်မှလည်းမသိဒီဘွားကလေဒီမှာကြည့်ရောကျွန်တော်အောက်ကြားလူဆဲဖြစ်သွားမှာကြာသွားဗျာကြားလူဆဲမအမသူကျွန်တော်မှကိုယ်ကအပက်တလုံးစားလိုက်ရဗျာရော့အကောင်တော်တော်ပြင်းနေဗျာအဲ့မှာစပွန်လာရှိနေတယ်ကျွန်တော်ကြီးချက်လူဖက်ရမယ်ဗျာโอเคအရင်ဆုံးကျွန်တော်အထီးကောင်ကိုရှင်းရမယ်ညရီတော့တီရောမလားမသိဒီမှာတော့အမြင်ရှာအကောင်ဟာတီရောမှာဟာသူ့ရဲ့များနေဘာမှလုပ်လို့မရဘူးဗျာကျွန်တော်ရော့ဟာဘာဖြစ်ကုန်လဲရော့အနီးနောက်ကလျော်ရှော့နှစ်ကောင်ကဝိုင်းပြစ်နေကြမှာကျွန်တော်အလောင်းရပစ္စည်းတွေယူမယ်ပြီးအပေါ်ပြန်တက်မယ်ဒါပြီးအကောင်လေးကိုပြန်ရှာရမယ်ပြောဗျာပြင်ဆင်ရရှိရပြင်ဆင်မယ်ပြီးအကောင်လေးပြန်သွားကြည့်မယ်ဒါပဲလေအရှုံးပေးမှလည်းမဟုတ်ဘူးကျွန်တော်ဒါကျမဓာတ်ရတော့မရှိတော့ဓာတ်ရဘယ်ရောက်သွားတယ်မသိပြန်ရှာအောင်ဓာတ်ရပြောက်သွားပြီကွာငါလည်း green မှာပြန်သွားရှာရတော့ကျွန်တော်အလောင်းထဲမှာပဲထင်နေကြည့်ရတော့โอเคဒါတော့ပြန်ရသွားရှင်းနေမှာပေါ့ဗျာစတက်မစပွန်လာရှင်းဆိုအောက်ကနေဖြတ်ပြီးရမကြည့်ပြီးဒီ easy လေးပြန်5ပြန်တော့ easy ကြိုက်ပြီးရအကောင်လုံးeasy fan ရောရလာစပွန်လာမြင်စပွန်လာဒီစပွန်လာကျွန်တော်ရေးပြရမှာထဲမှာလေစုံနေနဲ့ပြင်ကြရင်လည်းရှုပ်စုံနေရပဲဗျာရှုပ်တယ်ဒီကောင်ရောအမရောအဲ့လေဟိုမှာစပွန်လာလေးဖြစ်သွားတယ်ဟိုမှာစပွန်လာတော့ခုရှိတယ်ဟာ
ရောဒီခေါင်းရင်ရှိမှအဲ့ဒီဟိုအဲ့ဒီဖက်ကစပေါ်လာအရင်တော့ဖြတ်ရမှာဗျာအဲ့ဒီဆိုအစင်ကြီးတော့โอเคဒါတော့ဖြတ်သွားဖြတ်ရအောင်ခွာစော်မီလောကရဲ့ဘရင်ကိုကျွန်တော်အပြတ်ချင်းအောင်အရှိမမြင်လား study grammar တဲ့ oh my god oh မင်းရရင်အကြီးပဲဘောဒီရောအမေဒီပစရဆိုတိုင်းမြတ်တစ်ဆက်ခုပါအိုးအောင်တူးအောင်တော့ကိုင်းနေတာတော့ဟာအခုအချစ်တဲ့ကိုရဲ့အပင်းနဲ့တော့တော်တယ်တော့ကွာဟုတ်ပြီနည်းနည်းရောပြကျွန်တော်ကြည့်အောင်ကျွန်တော်ဒီနေရာမှာကျန်တော့ရောအမေရောဒီပစရနဲ့မြတ်စားတောင်းမလားအားလို့ဆိုဒီပစရအကောင်းဆုံးရောဒါလေးဆက်ပြီးရောဒါလေးတိုင်းမြတ်ဒီကွာရောအတေးလည်းဟိုအတက်ကြီးနေတာဝိပဿနာအဖက်ပဲမိရနော်ဟိုဘယ်လိုပြောလဲဝါတယ်နဲ့တူတယ်နော်ရောဝါတဲ့တူနေဝါတယ်ရောအမဟဲ့ဒီစံရောပါမြန်နော်ရောအမရောအခုမတူတော့ဘာလဲရောအမရောဒီတော့တော်ချာချရမယ်ဒါတော်အသက်ပြင်းတဲ့ကောင်မကွာရောအမရောတွေ့ရဟဲ့2000ကျော်တော့ပါလာတွေ့ရဟဲ့ခုမှတခြားကြည့်နေနော်ကျွန်တော်တေးအောင်ဗျာတော်တယ်နဲ့အချက်တဲ့ကွာအပန်း64ခုလောက်ကြည့်တော့ဗျာရောအမတေးစမ်းရောအမရောအမတေးရောပါโอเคတေးပါပြီခင်ဗျာနောက်ဆုံးတော့ကျွန်တော်မိတ်ဆက်ပြီးတက်နေခဲ့ပါပြီဗျာလုံးဝကောင်းဆိုပြီးဆောင်သွားပြီပြောရမယ်ဒီဗီဒီယိုကဟိုမှာပေါ့ဟိုမှာပေါ်မှာကောင်းနေဗျာအဲ့တော့ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲအားလုံးကြည့်ရှုပြီးရလို့အားလုံးအထူးကျေးဇူးတင်ပါတယ်ဒီတော့ channel ကို like and subscribe လေးနဲ့ comment ထည့်ပေးလို့ရပါဗျအားလုံးကျေးဇူးတင်ပါတယ်